ဒီနေ့ပိတ်ရက်လေးရတော့တတရလေးရှိတော့ English language ရဲ့အရေးပါပုံလေးကိုထပ်ပြီးတော့တိုက်တွန်းလို့ဆိုခြင်းလို့ပါအဲ့ဒါလဲဆိုတော့ကိုကျမတို့ကိုနိုင်ငံမှာအလုံးလုံးသူများနိုင်ငံပဲသွားလို့လုံးအင်္ဂလိပ်ကတော့ဒါ universal language ပေါ့နော်ကျမကဆိုင်ငယ်ကလေးစာဖတ်တာဝါသနာပါတော့ reading နဲ့ writing စကေးရတော့အဆင်ပြေရဒါပေမဲ့ English listening နဲ့ speaking ကကြတော့ကိုပြောနေကြမဟုတ်ငါကြောင့်နေကြမဟုတ်တဲ့အတွက်အဲ့စကေးရတော့နည်းနည်းအားနေရပေါ့နော်အဲ့ကြတော့ကိုကလုပ်ငန်းခွင်မှာသူများနဲ့ပြောသူဆက်သွယ်ရတဲ့ခါကြလို့ရှိရင်ကိုမြန်မာဘာသာစကားဆိုတော့ကြကြလက်ကြပြောနိုင်ပေမဲ့တခြား English ဘာသာစကားနဲ့ကြတော့ကိုကမပြောတတ်ထားဘူးဆိုလို့ရှိရင်ကြကြလက်ကြမပြောနိုင်တော့ရဲ okay တောက်နေပဲဆိုရင်ရရှိမှအလုံးမှာအဆင်မပြေနိုင်ဘူးပေါ့နော်အဲ့တော့ခါကြတော့ဘယ်လိုပဲဖြစ်ဖြစ်အလုံးရဲ့ technical သဘောတရားတွေကိုကြတော့ကိုကသင်ယူလေ့လာလို့ရတယ်ကိုလုံးနေကြလို့ဖြစ်တဲ့အတွက်သူများနိုင်ငံရောက်လဲဒီ process တွေကတူနေတဲ့အတွက်လုပ်လို့ရတယ်အဓိကလိုအပ်တာတော့ communication ပေါ့နော်ဒါလုပ်မယ်ဘာလုပ်ရမလဲဘာဘယ်လိုဖြစ်တယ်အဲ့ဒါတွေကိုအဓိကပြောနိုင်မို့ communication ကောင်းမှသာအလုံးရှင်တဲ့လုပ်ငန်းခွင်နဲ့အဆင်ပြေပြီးတော့အလုံးမှာသူတို့ကကိုဆက်ခံထားခြင်းမှာပေါ့နော်စကားများမပြောရတဲ့အလုပ်ဆိုလို့ရှိရင်တော့အဆင်ပြေပေမဲ့စကားပြောပြီးတော့လုပ်ငန်းခွင်နဲ့ရှင်းလင်းရမယ့်ဟာမျိုးဆိုရင်တော့ဒီအင်္ဂလိပ်ဘာသာစကားကတက်ထားမှကျွမ်းကျင်မှသာအဆင်ပြေမှာပေါ့နော်အဲ့ကြတော့ကိုယ့်ပိုင်အားလက်ချိန်လေးမှာဒီ English 4 skill လုံးကိုနည်းနည်းချင်းစီလေးလာပါအရင်ကိုကအားနေနေတယ်ဆိုရင်အားပို့ထည့်ပြီးတော့လေးလာပါပေါ့နော်အဲ့ဒါပြောချင်တာပါကျမဆိုရင်ဒီခုလောက်ကတော့ကျမကန်ကောင်လို့အဆက်နဲ့ကန်ကောင်လို့ရသွားတယ်ပေါ့နော်နောက်ပြီးတော့အရင်တုန်းကဆိုရင်ကျမscholarship ဖြည့်တုန်းကဆိုရင် scholarship screening တွေပါတယ်အဆင်ပြေပြီးတော့ interview အဆင့်ရောက်တဲ့အချိန်မှာဟိုကဂျပန်ပေါ့နော်ဂျပန်တက္ကသိုလ်ကနေဒါပေမဲ့မေးတော့အင်္ဂလိပ်လိုinterview မေးတယ်အဲ့မှာသူမေးတဲ့ဟာတော့ကို daily activity as office ပေါ့နော်ရှုံးမှနေစဉ်လောက်ရတဲ့တောင်းဝန်တရားတွေကိုမေးတာဒါပေမဲ့ကိုကကြတော့ daily activity ပဲနားထဲမှာကြားလိုက်တယ် office ဆိုတော့မကြားလိုက်တော့ကိုယ့်ရဲ့နေစဉ်ရုံးမှမဟုတ်ပဲနေစဉ်လုပ်တဲ့ဟာတွေပြောတော့မှားရောအဲ့မှာ तू ကအဲ့ဒါမေးတာမဟုတ်ဘူးဆိုတော့မှကိုကအမှန်ပြန်ဖြေရတယ်ဘယ်ဖြစ် interview မှာအချက်ကွဲတာပေါ့နော်နောက်ထပ်အလုပ် interview တစ်ခုလည်းရတယ်ဒါပေမဲ့အဲ့ခါမှာလည်းသူတို့ကတရုတ်ကအင်္ဂလိပ်လိုစကားပြောတယ်ဆိုတော့သူတို့ရဲ့လေသံလည်းတိတ်မဖမ်းမိရပါတော့အဲ့ဒါကြတော့သူကလည်းမေးတာကအရင်လောက်ကဘာကြောင့်ထွက်ခဲ့လဲဆိုတော့ reason ကိုမေးတာ reason ဆိုတာကိုကိုက research ဆိုပြီးတော့မှားကြတော့ research job ကအကြောင်းကိုပြောပြန်ရောကျွန်မ interview မှာအရင်လွယ်ခဲ့တာအမှသူအဲ့ဒါမေးတာမဟုတ်ဘူးဆိုမှအမှန်ပြန်ဖြေရတယ်အဲ့တော့အဓိကဘယ်လိုဖြစ်လဲလို့ listening ကလည်းအရင်ဆုံး first step ပေါ့နော်သူပြောတာကိုနားလည်မှာကိုကဘယ်လိုပြန်ပြောရမလဲဆိုတော့စကားစီပြီးပြန်ပြောနိုင်မှာပေါ့နော်listening နဲ့ speaking ကတွဲရက်ဖြစ်တယ်ပေါ့နော် improve ဖြစ်အောင်လုပ်ရမယ်ပေါ့နော်အဲ့ခဏ reading နဲ့ writing ကြတော့ခုခေတ်ကြီးမှာကျမတို့မသိရင် ChatGPT ကိုမေးလို့ရတယ်ငါ email လေးကိုဘယ်လိုလူလေးပို့ချင်တာငါ့ကို email အင်္ဂလိပ်လိုရေးပေးဆိုသူတို့ technical AI ကိုညီလေးယူလို့ရတယ်ဒါပေမဲ့ listening နဲ့ speaking ကြတော့ကိုယ့်ဘာသာကိုပဲကိုစူးစမ်းအားထုတ်ရတော့မှဖြစ်တယ်ဘယ်သူမှအားကိုးလို့မရဘူးဘယ် AI မှအားကိုးလို့မရဘူးအဲ့ကြတော့ကျမတို့တွေနဲ့ English listening နဲ့ speaking ကိုလည်းတိုးတက်အောင်လုပ်ထားဖို့ဒါမှသာအခွင့်အလမ်းတစ်ခုရတဲ့အချိန်မှာကိုကမေးရဖန်ဆုပ်နိုင်မှာပေါ့နော်အဲ့ဒါလေးပြောချင်တာပါရှင်